ဘဝန်းချင်းတခွင်ကလျက်စီလျက်နွယ်များဖြင့်အုပ်ဆိုင်အုံမိုင်းလျက်အရာရာဟာခြောက်ချားပွဲအတီးဖြစ်နေပါသည်မုန်တိုင်းတွေဘလောက်ကြဲကြမ်းလက်ခင်းတွေဘလောက်ကြဲကြမ်းကားတစ်စီးကနေရာတစ်ခုကိုဦးတည်လျက်ဆိုင်ပြင်းမောင်းနေလျက်ရှိပါသည်ငါတို့မြန်မြန်သွားမှဖြစ်မယ်ဒီလမ်းတွေကမိုးရသည်ဆိုတိတ်ပြီးတော့စိတ်မချဘူးမိုးများပြီးတောက်ကြရင်များလာလို့လမ်းပိတ်သွားရင်ငါတို့အပြက်အခက်တွေ့မယ်မြန်မြန်မောက်ပါကြရင်ဟုတ်ဆရာခေါင်းဆောင်ပြည်သူကအလောတကြီးပြောနေပေမဲ့ကားမောင်းနေသူတပြည့်ခမမိုးရီတွေအကွေးကောက်နေတဲ့လမ်းကိုတတိထားမောင်းနေရပြီသည်တော်လန်ခီကဆိုးမြောင်အထက်ထက်၆အထက်ထက်တောက်ကြရင်နဲ့မိုးရီတို့ကြောင့်ကြမ်းတမ်းလာတဲ့တော်လန်ပေါ်တွေကားလေကမြင်းအိမ်တကောင်လိုအပြေးမောင်းနေသည်မှာမြင်းအသူအဖို့ရေသက်စုမော်ပွဲကောင်းလွန်လာပါသည်ထိုကားကအဘေတို့မောင်းနေသည်အဘေအကြောင်းကြောင့်အလောတကြီးမောင်းနေသည်ဆိုသည်ကစိတ်ဝင်စားပွဲကောင်းလွန်လာပါသည်မြဟိမန်စာအိမ်ပြေဦးလွင်နဲ့မိုးကုတ်အကြားလူသူရောက်ပေါက်နေတဲ့မိုးကုတ်မျိုးအစော်မှာတည်ရှိနေတဲ့မိုးဆိုးကြီးဦးစိမ်းမောင်ရဲ့အိမ်ကြီးပင်ဖြစ်ပါသည်ဦးစိမ်းမောင်ကမိုးကုတ်တထေတူဖြစ်ပြီးအပျော်တမ်းအမန်းလိုက်ရတာဝါသနာပါတူဦးလည်းဖြစ်တာကြောင့်အကလေးမျက်နှာဖြူတူဦးပိုက်တဲ့အိမ်ကြီးကိုယခုလိုပြန်လဲဝဲယူပြီးနေထိုင်ခဲ့သည်မှာနှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပါသည်မန္တလေးကရောက်ဖဖြစ်သူဇက်ဆရာဦးတုခအလဲရောက်နေခြင်းကြောင့်ခြံစောက်လှထောကိုမြို့တဲ့ဝယ်ခိုင်းပြီးဦးဆိုင်မောင်ဇနီးဒေါ်မာလာကိုတိုင်ချက်ထားတဲ့စားကောင်းတောက်ဖွယ်များဖြင့်တီခင်းအခန့်နေကြပဲဖြစ်ပါသည်မန္တလေးကနေပြည်ဦးလွင်တက်ရတာယထာနဲ့ဆိုအဆင်ပြေပေမဲ့ကားနဲ့ဆိုတကယ်မလွယ်ဘူးမိုးရသည်ဆိုတော့လမ်းတွေကသွားရလာရတာခက်ခဲတယ်ကွယ်ကောင်းပါတယ်အကိုကြီးမိထားနဲ့လာတော့တက်တာပါတယ်အကိုကြီးတို့စီအဝင်လန်းကတော့မိုးရသည်ကြရင်တကယ်မလွယ်ဘူးအဝင်လန်းကမြင်းနီလန်းမို့မိုးရင်းဆိုလန်းကစိုးပေမဲ့လေကျွန်တော်အလောက်ကလည်းမိုးရင်းပဲနားရတာဆိုတော့မန္တလေးကဇက်ကိစ္စတွေပြီးချင်းအမားတို့စီပြေးလာခဲ့တာပဲအကိုကြီးရေဒီတစ်ခေါက်မန်းလေးရအပြန်သမီးအတွက်လေးလေးရုံးထည်လှလှလေးတွေဝယ်ခဲ့တယ်ကွယ်ဟုတ်လေးဒုက္ခရှာလို့မောင်ရင်လည်းအားတာမဟုတ်ဘူးဒါနဲ့မောင်ရင်တို့ဇက်အလုပ်တွေကအဆင်ပြေရဲ့လားပြေလားဆိုခုကခေတ်မကောင်းတော့ဇက်ကနားလိုက်ကလိုက်ပဲအကိုကြီးဒါနဲ့တူမလေးညမှာလာအရွယ်ရောက်လာတော့ပိုလှလာပါလားပြုတ်လေးလေးတူမကြီးလာလို့နာမည်ကြီးအငိမ့်မင်းသမီးဖြစ်ရင်လေးလေးကိုမမေ့ရဘူးနော်အမေလေးပြောမနေနဲ့ဦးလေးလိုအမှုပညာဘိုးပါနေတာလေအငိမ့်ဆိုတိတ်ကြိုက်တာသမီးလာရင်ဇက်မင်းသမီးမစိန်ချဲလိုကချင်တာကြီးပြောနေတာမောင်လေးရေဟုတ်တယ်မမရေကျွန်တော်လဲတူမလေးအတွက်သူဖြစ်ချင်တာဖြစ်လာအောင်ဦးလေးတယောက်အနေနဲ့ကပံ့ပိုးပေးဖို့အသင့်ပါဗျာကဲမောင်လေးလည်းရောက်တုံးလေးအားရပါရစားလိုက်ဦးအမမောင်လေးကြိုက်တဲ့ဟင်းတွေရှက်ချက်ထားတယ်အမလက်ရမစားရတာကြာရောပေါ့ဟုတ်ပါဗျာကိုအမလက်ရစားလိုက်ရင်အမေလက်ရတော့လွမ်းတာဗျခုဆို9လလောက်ကြာမှစားရတဲ့ညစာပဲမမရေမောင်ရင်ရေမင်းအမတော့မင်းလာမယ်ဆိုတာသိကြတဲ့ကလှထုံးကိုမြို့ပေါ်လွတ်ပြီးလိုအပ်တာတွေဝယ်ခိုင်းပြီးကိုယ်တိုင်ချက်ထားတယ်ဗျာဟုတ်ပါဗျာ
ကျွန်တော်လည်းဇက်ကိစ္စတွေနဲ့လုံးချလင်းရင်းနဲ့ခုလိုအိမ်ဟင်းအိမ်သမင်းကောင်းကောင်းမစားရတာကြာပြီမို့အမားလက်ရအဝတ်တွေရအောင်ပါပေါ့ဗျာ မောင်ရင်ဒုက္ခသမီးလေးကိုခေါ်ပြီးရှုပ်ဝက်မြေအောက်ခန်းကိုထွက်သွားကျွန်တော်အကူမမပါပဲမသွားနိုင်ဘူးအတူတူသွားမယ်လေမသွားလို့မရဘူးငါသမီးလေးကိုစောင့်ရှောက်ပေးပါသမီးလေးကိုဒါလေးပေးလိုက်ပါ